အခုချိန်ရာသီစာအရွယ်လေးတွေလိုက်ခူရပေါ့နော်ဒါကဒန်ဒေလီယွန်ဆိုတဲ့ဒီဟိုပေါ့ပြီးစွန်လေးလို့လည်းခေါ်တယ်ဒန်ဒေလီယွန်လို့လည်းခေါ်တယ်ဒီအပွင့်လေးတွေပေါ့နော်အပွင့်လေးတွေလည်းစားလို့ရတယ်အရွက်လည်းစားလို့ရတယ်အရွက်ကတော့နည်းနည်းခါတယ်ဒါလေးဒီအကုန်လုံးကဒီဒန်ဒေလီယွန်အရွက်ကလေးတွေပေါ့နော်ခုဒီမှာဒါကတော့သူကပွင့်သွားပြီပွင့်သွားပြီးတော့မှဒါအစီလေးတွေပေါ့နော်ဒါအစီလေးဒါပေမဲ့ကျွန်တော်ကအရွက်အနှုတ်လေးတွေပဲခူးစားမယ်အရွက်ကတော့ခါတယ်ဒါပေမဲ့ကိုကအခါကြိုက်တယ်လို့ဆိုတော့ပြဿနာမရှိဘူးဒီလိုအရွက်နှုတ်လေးအရန်ခါတယ်ဆိုလို့ရှိရင်ခုနပြောတဲ့တမယာသီးတို့မြေပဲဆန်တို့ထည့်လိုက်ရင်ကောင်းမယ်ပေါ့နော်ဒါလေးကျမရင်းနဲ့အရန်လွတ်ပါတယ်အန်တီအောက်ဆီဒန့်ပေါ့နော်သူ့ရဲ့ရာသီချိန်ပေါ့အဲ့ဒါဆိုတော့နှုတ်တော့စားလို့ကောင်းဒီနေ့တော့ဒေါစာလေးစားပါမယ်